ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပါဗျနော်17ရက်5လ2025ရက်ကနေပြီး18ရက်5လ2025တပတ်တာအတွက်ငွေဝင်ရေဒီယာလေးငွေဝင်အတွက်ပြုလုပ်ရမယ်ရေဒီယာလေးကိုပြောပြမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဘာဆရာမင်းတင်ရတဲ့ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်နော်အဲ့တော့17ရက်5လ2025ရက်ကနေပြီးတော့18ရက်5လ2025ရက်နေ့ထိငွေဝင်စီရင်ပြုလုပ်ရမယ်ရေဒီယာလေးကတော့မိမိအသုံးပြုရဲ့ငွေဆက်ကူလေးကျန်တဲ့ငွေဆက်ကူမြည်သည့်ဟာမဆိုရတယ်နော်ဘယ်လောက်တန်ဖြစ်ဖြစ်ရ1000နဲ့ရ9000နဲ့ရ1000နဲ့ရတယ်100နဲ့ရတယ်ငွေဆက်ကူလေးဖြစ်ရမယ်နော်နည်းနည်းလေးလက်ရင်တော့ကောင်းတာပေါ့နော်အဲ့ဒါလေးဖြစ်ရမယ်အဲ့တော့အဲ့ငွေဆက်ကူလေးကိုနော်ဘယ်လိုလုပ်ရမလဲဆိုတော့မိမိတို့မနေ့စောစောမှာရေမိုးချိုးနော်ရေမိုးချိုးကိုလက်တန့်စင်ပြီးတဲ့အချိန်ပေါ့ကိုလက်တန့်စင်ပြီးတဲ့အချိန်မှာဒီငွေဆက်ကူလေးကိုကိုင်းမယ်နော်ဘယ်နေရာမှာလုပ်ရမလဲဆိုတော့ကောင်းတာတော့မိမိဖျားကန်းထဲမှာဖျားကိုအပြုတဲ့အခန်းထဲမှာလုပ်ရင်လည်းရတယ်အင်ရှိမှာပေါ့နော်စိတ်အာရုံပြုနိုင်တဲ့အဓိကတော့ကိုယ်စိတ်တည်ငြိမ်နေစိတ်အာရုံပြုနိုင်တဲ့နေရာလေးမှာလုပ်တာအကောင်းဆုံးပါပဲနော်ဟဲ့လို့ငွေဆက်ကူလေးကိုကင်မယ်ကင်ပြီးလို့ရှိရင်နော်ငွေစင်ငွေစီချောမချမ်းသာသေးခင်ကမျောတန်ရောစင်ကောင်းတွေကြီးဖို့စီကားအောင်တကူပေါ်ဆိုပြီးတော့အဲ့ဒါလေးကို6ကောက်ရွတ်မယ်6ကောက်ရွတ်မယ်6ကောက်ရွတ်ပြီးတော့အတန်ထွက်ပဲရွတ်စိတ်ထဲရပဲရွတ်ရွတ်မယ်ရွတ်ပြီးရတဲ့မျိုးလုံးလေးမိတ်ခဏလေးအာယုံပြုပြီးတော့မိစီကိုငွေတွေဝင်လာတဲ့အားလေးကိုအာယုံပြုပြီးလို့ရှိရင်ငွေများဝင်ပါစေစီးပွားရေးလုပ်ငန်းမှာအဆင်ပြေပါစေဈေးရောက်နေဆိုလို့ဈေးရောက်ကောင်းပါစေကျွန်တော်ဆိုတော့ဗေဒင်ကြီးလို့ဗေဒင်ကြီးရဲ့လူတွေများများလာပါစေအဲ့လိုဆူတောင်းနော်စိတ်ထဲမှာတရားလေးလေးနဲ့နှစ်ပြီးတော့အဲ့ဒါကိုမြင်အောင်ပြီးတော့ဆူတောင်းပြီးသွားလို့ရှိရင်ဒီငွေဆက်ကူလေးကိုမိပတ်စံအိတ်မိပတ်စံအိတ်တို့ငွေကောင်တာအဲ့လိုနေရာလေးမှာထည့်ပြီးတိန်းတာအဲ့ဒါမျိုးကဘယ်လိုလုပ်ရမလဲဆို17ရက်5လ2025ကနေပြီးတော့18ရက်5လ2025เนาะအဲ့ဒါမနေ့မိုးလင်းတိုင်းမှာအဲ့ခုနเนาะဆိုတဲ့ဟာလေးကို6ကောက်ဆိုမယ်ဆိုပြီးလို့ရှိရင်ဒီအဲ့ပတ်စံတစ်ရက်ထဲကိုပဲကင်ပါเนาะအဲ့ပတ်စံလေးကိုပဲကင်ပြီးတော့6ကောက်ဆိုမယ်ဆိုပြီးလို့ရှိရင်အဲ့ဆူတောင်းမယ်ဆူတောင်းပြီးငွေစကူတွေထည့်သွားဒါတစ်ပတ်လုံးတိလောက်ရမယ်เนาะတစ်ပတ်လုံးတိလောက်တဲ့အချိန်မှာနေ့စဉ်အဲ့တစ်ပတ်အတွင်းမှာเนาะဆူတောင်းတဲ့အချိန်မှာလည်းကိုကဒီခုတစ်ပတ်အတွင်းမှာငွေဘယ်လောက်ဝင်ပါစီအဲ့လိုဆူတောင်းလဲရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုလိုတဲ့ဟာကိုဆူတောင်းပြီးတော့စောင်းတာပြီးတပတ်ပြည့်သွားပြီဆိုလို့ရှိရင်ဟောဒီပတ်စံလေးကိုเนาะဘုန်းကြီးကိုလှူတာဒါမှမဟုတ်တနေရာမှာလှူတာအလှူတန်းလေးပြုပေးလိုက်ပါဗျာเนาะဒါတပတ်တာဝင်စီမဲ့ရေရာလေးပဲဖြစ်ပါဗျာเนาะအားလုံးလိုက်ပါဆောင်ရနိုင်ပြီးတော့မိတ်ဆွေအားလုံးခနဲ့သားသမီးအားလုံးเนาะဝင်ဝင်များတိုးပွားရေးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မင်္ဂလာဆုတောင်းတောင်းပေးလိုက်ပါနှုတ်ဆက်ပါเนาะ